espresso ကဘာကြောင့်အရေးပါလဲ espresso ကလူကြိုက်အများဆုံး coffee ရဲ့အခြေခံပါ latte macchiato cappuccino mocha စရတဲ့အားလုံးက espresso တစ်ခွက်ကနေပဲစပါတယ်ဒါကြောင့် mastering espresso means mastering the art of coffee itself လို့လူသိများကြပါတယ်တရင်ကောင်းတစ်ခုကတော့ coffee တစ်ခွက်ပြုလုပ်ဖို့အတွက်ဈေးရမ်းကြီးရဲ့ဆက်တွေမလိုပါဘူး mocha pot aeropress လိုမျိုးရိုးရှင်းတဲ့ကိရိယာလေးနဲ့လည်းစတင်လို့ရပါတယ် passion patience နဲ့ practice ပဲလိုအပ်ပြီးတော့အမားတွေကနေသင်ယူလိုက်မယ်ဆိုရင်မိမိပြုလုပ်လိုက်တဲ့ coffee တစ်ခွက်ချင်းစီကပုံမကောင်းမွန်လာမှာပါနောက်တစ်ပိုင်းမှာတော့ပြီးပြည့်စုံတဲ့ espresso တစ်ခွက်ရအောင်ဘယ်လိုပြုလုပ်ရမလဲဆိုတာကို grind side timing နဲ့ time ပင်တွေရစပြီးတော့အသေးစိတ်ချက်လက်လေးတွေကိုတရားပြောပြပေးသွားမှာပါအထူးသဖြင့်သင်က coffee ကိုနှစ်သက်သူဒါမှမဟုတ် coffee အကြောင်းကိုကိုယ်တိုင်လေ့လာနေသူတယောက်ဖြစ်တယ်ဆိုရင်တော့အမှန်တကယ်ကိုလွယ်လွယ်ကူကူနားလည်လာမှာပါအဆုံးထိကြည့်ပြီလို့ကျေးဇူးတင်ပါတယ်